အားလုံးပဲမင်္ဂလာပါဘုံရီကက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြည်သက်ကြီးတို့ရေလှဲခွက်တွေနဲ့ပြည့်နေနေတဲ့စတက်ဖာနီနဲ့အမလီတို့တငယ်ချင်းနှစ်ယောက်ရဲ့အရှုပ်တော်ပုံကတော့ပြန်လာပြန်ပါပြီအာမခံလိမ့်လဲမှုနဲ့လူသက်ဖို့စူးစမ်းမှုတွေကြောင့်အမလီတယောက်ထောင်နှန်းဆန်သွားခဲ့ရပေမဲ့အခု9နှစ်ကြာတဲ့အခါမှာတော့ထင်မှတ်မထားတဲ့အလှည့်ပြောင်းနေတဲ့အတူပုံမနန်ဆိုင်တဲ့လှုပ်ဝက်ချက်တွေပါဝင်လာပါတယ်အီတလီကျွန်းလေးပေါ်ကမင်္ဂလာပွဲတစ်ခုကနေစတင်လိုက်တဲ့ဒီကလေးစားချိန်မှုနဲ့လှည့်ပြောင်းမှုဇလန်းလေးကိုအတူတူကြည့်လိုက်ကြရအောင်လားရှင်ဇလန်းရဲ့စမှာတော့စတက်ဖာနီကသူမရဲ့သားမာရဲ့စကန်ဂျာခီရဲ့အတွက်အထုပ်ပိုးတွေပြင်ဆင်နေတော့မှမိုင်းကဒေါသတကြီးနဲ့အခန်းထဲကိုပြေးဝင်လာပြီးသူ့အင်ကြီးမှာနာမည်အတူကောက်ထိုးထားတဲ့အတွက်စိတ်ဆိုးနေပါတယ်ဒါကလေတခါကလူတစ်ယောက်ရဲ့တည်ဆုံးမှုကိုဖြစ်စေခဲ့တဲ့သူမရဲ့နာမည်ဆိုးနဲ့ကြောကြားခဲ့တဲ့ရာဇဝတ်မှုဘလော့အပြင်သူအနိုင်ကျင့်ခံရဖို့နောက်ထပ်အကြောင်းပြချက်တစ်ခုဖြစ်နေပါတယ်စတက်ဖာနီကတောင်းပန်ပြီးသူ့ကိုစိတ်အေးအောင်ဖြောင်းပြပေမဲ့သူကတော့ဝန်နိုင်ကျဲပြီးထပ်သွားပါတယ်ဒီလိုနဲ့တနားရီလောက်ကြာမှတော့သူမကတားဖြစ်သူကိုကျောင်းကိုပို့ပေးခဲ့ပါတယ်အဲ့ဒီမှာစတက်ဖာနီကကျောင်းနေပဲမိဘတအုပ်ဖြစ်ပြီးတငယ်ချင်းလည်းဖြစ်တဲ့ဒါရန်နဲ့သူသမီးကိုတွေ့ခဲ့ပါတယ်ကလေးတွေကိုကျောင်းပို့ပြီးတဲ့နောက်မှာတော့စတက်ဖာနီနဲ့ဒါရန်တို့ကသူမရဲ့စာအုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုသွားခဲ့ကြပါတယ်ထုံစံအတိုင်းကျောင်းကမိဘတွေကအတင်းပြင်းပြောနေကြပြီးစတက်ဖာနီကဘာကြောင့်သူမရဲ့ဘလော့တွေကိုရက်လိုက်တာလဲဆိုတာကိုဆွေးနွေးနေကြတာပါအဲ့ဒီလူသေးဆုံးပြီးကလေးဟာသူမဟာအွန်လိုင်းပေါ်မှာလုံးဝအတန်တိတ်သွားခဲ့တာပါရုတ်တရက်စတက်ဖာနီကအမလီရဲ့အမှုတုံးကစုံတော့ပေကိုသတိပြုမိသွားပြီးသူ့စီကိုအပြေးလွှာသားနှုတ်ဆက်ပါတယ်သူကသူမကိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုပြောပြကနီးမှာပဲစာအုပ်အေးချင်းကကြားပြတ်ဝင်လာပြီးသူမကိုဆွဲခေါ်သွားပါတယ်မိတ်ဆက်စကားအနေငယ်ပြောပြီးတဲ့နောက်မှာတော့စတက်ဖာနီကစင်မော်ကိုတက်လာပါတယ်သူမကစတက်ဖာနီရဲ့ဘလော့ကြောင့်လူသိများလာတဲ့နာမည်ကျော်မလန်ဒန်ညီမတွေအကြောင်းစတင်ဆွေးနွေးပါတယ်အဲ့ဒီနောက်မှာတော့တစ်ချိန်ကသူမတကယ်တငယ်ချင်းလို့ယုံကြည်ခဲ့တဲ့ဟုတ်လို့လေလူသိများတဲ့အမလီကျောင်းကိုဖွင့်ရပြောကြားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲခမ်းမထဲမှာဒေါပနက်တန်တွေပဲ့တင်ထက်သွားပါတယ်လူတိုင်းအံ့အားသင့်သွားရတာကတော့ဒါဟာအမလီဖြစ်နေလို့ပါပဲစတက်ဖာနီကတီတီငင်ငင်နေဖို့ကြိုးစားရင်အမလီကိုထောင်ကနေဘလို့ထွက်လာတာလဲလို့မေးလိုက်ပါတယ်အမလီကသူမမှာအခုဆိုရင်အရန်ထက်တဲ့ရှေ့နေတွေရှိနေပြီလို့မောက်မာစွာနဲ့ပြန်ဖြေလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့သူမကဘေးကိုပြောလိုက်တာကသူမရဲ့အမှုမှာတက်တဲ့အထောက်ထားတွေနှောက်ယှက်ဖြစ်စည်းခံထားရတာကိုသူမရှိနေတွေတွေ့ရှိထားတဲ့အတွက်သူ့စီကိုမကြခင်ဆက်သွယ်လာလိမ့်မယ်လို့ဆိုလိုက်ပါတယ်အဲ့ဒီနောက်စတက်ဖာနီကအမလီကိုတကယ်ပါလိုချင်တာလဲလို့မေးပါတယ်အမလီကတော့မတုံမလုံနဲ့ပဲစတက်ဖာနီကသူမရဲ့ဘဝတမိုးမရှိတဲ့ခင်မွန်းနဲ့ကလေးကိုခိုးယူသွားခဲ့ပေမဲ့လည်းသူမကစတက်ဖာနီကိုတငယ်ချင်းဖြစ်သတ်မှတ်ထားစေပဲလို့ကြေညာလိုက်ပါတယ်ပြီးတော့စတက်ဖာနီကြောင့်ပဲအခုဆိုရင်သူမဟာကာပရီမာလက်ထက်တော့မှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူမကစတက်ဖာနီကိုသူမရဲ့အရန်သူတို့သမီးလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်အမလီကသူမရဲ့ခွင့်ပြုချက်မပါဘဲစာအုပ်ရေးသားမှုအတွက်စတက်ဖာနီကိုတရားစွဲမယ်လို့ချိန်ချောက်လိုက်ပါတယ်တကယ်လို့သာစတက်ဖာနီကသူမရဲ့အရန်သူတို့သမီးလုပ်ပေးမယ်ဆိုရင်စာအုပ်ရဲ့လူကြိုက်များမှုကထိုးတက်သွားမှာဖြစ်ပြီးအမလီကသူမကိုတဖန်ပြန်တက်ဖို့ကြိုးစားခဲ့ရင်တောင်စာအုပ်အတွက်နောက်ဆက်တွဲရေးစရာရှိသွားတာပေါ့လို့သူမကထပ်ပြောလိုက်ပါတယ်သူမကပြုံးစီစီလုပ်ပြီးသူမရဲ့စိတ်ဆက်ထားသူရဲ့ကိုပိုင်ချက်လျင်မောမှာမကြခင်တွေ့မယ်လို့ပြောကထွက်သွားပါတယ်အဲ့ဒီနောက်မှာစာအုပ်လက်မဲ့ရေးထိုးနေတော့စာအုပ်အေးချင်းကစတက်ဖာနီကိုကာပရီကိုသွားဖို့တိုက်တွန်းပါတယ်အခမ်းအနားပြီးတဲ့အခါမှာတော့ဘေးပြောပြတာတွေကိုဒါရန်ကိုပြန်ပြောပြပါတယ်အရန်ထက်တဲ့ရှင်းနေအဖွဲတစ်ဖွဲရဲစခန်းကိုရောက်လာပြီးတနာရီအတွင်းမှာပဲအမလီကိုပြန်လွတ်ပေးခဲ့တာပါစတက်ဖာနီကတရားရုံးရဲ့လုပ်ငန်းစဉ်တွေကိုလိုက်ကြည့်ဖို့စူးစမ်းခဲ့ပေမဲ့ဘယ်သူကအဲ့ဒီရှင်းနေအဖွဲကိုငွေကြေးထောက်ပံ့ပေးထားလဲဆိုတာရှာမတွေ့ဘူးလို့ထပ်ပြောပါတယ်အဲ့ဒီအချိန်မှာပဲဒါရန်ကစတက်ဖာနီကိုသူ့ရဲ့ဖုန်းကိုပြလိုက်ပါတယ်စတက်ဖာနီနဲ့အမလီတို့ထိတ်တိုက်တွေ့တဲ့ဗီဒီယိုကအွန်လိုင်းမှာပြန့်နှံ့နေပါပြီဒါရီအလုံးဖြစ်ပြနေပေမဲ့လည်းစတက်ဖာနီကကာပရီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကဗီကီကိုလည်းအဖော်အဖြစ်ခေါ်သွားလိုက်ပါတယ်လေရင်စီးနေစဉ်အတွင်းစတက်ဖာနီကိုအမလီကကိုပိုင်အခန်းကတစ်ခုစီကိုခေါ်သွားပါတယ်အဲ့ဒီမှာစတက်ဖာနီကအမလီရဲ့လှုပ်ဝက်ဆန်းကျဲတဲ့စိစက်ထားတဲ့သူအကြောင်းကိုမေးလိုက်ပါတယ်အမလီကသူ့ရဲ့နာမည်ကဒန်ဒေးဘာဆာနိုဖြစ်ပြီးမျိုးရိုးမြင့်မိသားစုကဖြစ်ကြောင်းပြောပြပါတယ်သူတို့ဟာအမလီအသက်20အစောပိုင်းရောမမြို့မှာဗားမယ်လုံတုံးကတွေ့ခဲ့ကြတာပါအမလီရဲ့ခင်မောင်အောင်ရှန်ကတားပြစ်သူနစ်ကီကိုသူမစီတခါမှခေါ်မလာခဲ့ဘူးလို့လည်းအမလီကဖွင့်ဟပါတယ်သူတို့ကာပရီကိုရောက်တဲ့အခါအမလီကဒန်ဒေးကိုနှုတ်ဆက်ပြီးစတက်ဖာနီနဲ့မိတ်ဆက်ပေးပါတယ်ဒီလိုနဲ့သူတို့၄ယောက်ဟာလောက်ပါတဲ့ကာပရီကျွန်းစီကိုလှည့်နေသွားခဲ့ကြတာပါဒန်ဒေးရဲ့ဆန်ရင်ကိုရောက်တဲ့အခါမှာအမလီကတားပြစ်သူကိုဖက်ပြီးဒန်ဒေးနဲ့မိတ်ဆက်ပေးပါတယ်ဒါပေမဲ့ရှန်ကတော့သူ့ဇနီးဟောင်းကိုမြင်ရတာမပြောသလိုစတက်ဖာနီကိုတွေ့ရတာကိုလည်းအံ့ဩနေပါတယ်
ရှန်ကဒန်ဒီကိုစော်ကားပြီးသူဒီမင်္ဂလာဆောင်ဟန်ဆောင်ပွဲကိုလာရတာဟာတရားရုံးကသူသားကိုလာခိုင်းလို့သာဖြစ်ကြောင်းဖွင့်ချလိုက်ပါတယ်။နိုင်နေငယ်ကြာတဲ့အခါမှာတော့စစ်ဆက်ပွဲပါတီကိုကျင်းပလိုက်ပါတယ်။စတက်ဖာနီကရှန်ကိုဒန်ဒီနဲ့အမလီတို့တကယ်ချစ်ကြတာလားလို့မေးတော့ရှန်ကမချစ်ကြကြောင်းနဲ့သူမဂယုစိုက်တာဆိုလို့နီကီနဲ့သူမကိုသူမပဲရှိတယ်လို့ပြောလိုက်ပါတယ်။နောက်ပိုင်းမှာဘာတိုလိုအဖွဲ့ကဂိုင်းကောင်းဆောင်မာတီယိုဆိုသူကဒန်ဒီသူတို့နဲ့အာဆာနိုအဖွဲ့ကြားကငင်းကျင်းရေးဟာအဆင်မပြေဖြစ်နေပြီလို့ချင်းချောက်ပါတယ်။အမလီကအာဆာနိုနဲ့ဘာတိုလိုတို့ဟာပြိုင်ဘက်မာဖီးယားမိသားစုတွေဖြစ်ကြောင်းစတက်ဖာနီကိုရှင်းပြပါတယ်။ဒန်ဒီရဲ့မိခင်ပေါ်ရှာကတော့သူမရဲ့သားကအီတလီအမျိုးသမီးနဲ့မဟုတ်ဘဲလက်ထက်တာကိုစိတ်ပြက်နေပြီးသူမရဲ့ချွေးမလောင်းကိုတိတိတသာမုန်းတီးနေပါတယ်။စေဆက်ပွဲပြီးမှပေါ်ရှာကသူမရဲ့အနာဂတ်ချွေးမအတွက်အံ့အားသင့်စရာလက်ဆောင်တစ်ခုကိုကြေညာလိုက်ပါတယ်။သူမကအမလီရဲ့အမေမာဂရက်နဲ့ဒေါ်လေးလင်နာတို့ကိုလိုက်ရှာပေးထားတာပါ။ရုတ်တရက်နီကီကသူ့အဖွားကိုနှုတ်ဆက်ဖို့ပြေးလာခဲ့ပေမဲ့သူမကသူ့ကိုမိတ်စာလို့အေးဆက်ဆက်နဲ့ခေါ်လိုက်ပါတယ်။အဲ့ဒီနောက်အမလီရဲ့အမေကလူတိုင်းရှေ့မှာအမလီရဲ့အတွင်းစိတ်ထဲမှာမကောင်းဆိုးဝါးတစ်ခုခုရှိနေတယ်လို့ပြောလိုက်ပါတယ်။နေ့လည်စာစားနေကြစဉ်အတွင်းရှန်ကကလေးကိုအပိုင်ရဖို့တရားစွဲမယ်လို့ပြောတော့စိတ်ကုံသွားတဲ့ဒန်ဒီကရှန်ကိုထွက်သွားဖို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတစုံတစ်ယောက်ကအခန်းထဲကိုဝင်လာပြီးရှန်ကိုစေးတစ်မျိုးထိုးလိုက်ပြီးတဲ့နောက်မှာတော့သူဟာသေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စတက်ဖာနီနဲ့အိမ်မော်တို့ဟာရှန်ရဲ့အသက်မေ့နေတဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြပါတယ်။မင်္ဂလာဆောင်တဲ့နေ့မှာဒန်ဒီနဲ့အမလီတို့ဟာတရားဝင်လက်ထပ်လိုက်ကြပါတယ်။ဒန်ဒီကလက်မထက်ခင်သဘောတူစာချုပ်ကိုထုတ်ပြီးမိရှို့လိုက်ခါဒါဟာအမလီပေါ်ထားတဲ့သူ့ရဲ့အချစ်တင်ကေတာပဲလို့ကြေညာလိုက်တာပါ။ညစာစားပြီးတဲ့နောက်စတက်ဖာနီကလင်ဒါနဲ့အမလီတို့အလေးနဲ့စကားပြောနေတာကိုသတိပြုမိပါတယ်။သူမကဒန်ဒီနောက်ကိုလိုက်သွားစဉ်တနက်တန်ကြားလိုက်ရပြီးကြည်ထဲမှာမိတွေတောက်လောင်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့မာတီအိုကဒန်ဒီအသက်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်။ပေါ်ရှာကစတက်ဖာနီကိုတန်တရားဝင်လာတဲ့အတွက်စတက်ဖာနီဟာနေအိမ်ကျဲကျုပ်ချခံလိုက်ရပါတယ်။စတက်ဖာနီကအပြင်ထွက်ပြီးအမလီရဲ့အမေမာဂရက်ကိုတွားရောက်နှုတ်ဆက်ပါတယ်။မာဂရက်ကသပင်တူးတက်ထားတဲ့မိန်းကလေးတစ်ယောက်ချောင်းကြည့်နေတာတွေ့တယ်လို့ပြောပါတယ်။လင်နာကသုံးမဘူးတွေကတစ်ယောက်ဖြစ်တဲ့ချာရတီကိုခေါ်သားခဲ့တာဖြစ်နေပါတယ်။စတက်ဖာနီကဘေစီကိုဖုံးဆက်တဲ့အခါလင်နာဟာအသက်ရှိတဲ့လူလင်တစ်ယောက်ဖြစ်ကြောင်းသတိပေးပါတယ်။အယောင်ဆောင်ထားတဲ့ချာရတီက FBI agent Irene ကိုတတ်လိုက်ပါတယ်။စတက်ဖာနီကမြေအောက်ခန်းထဲမှာဖမ်းခံထားရပြီးပေါ်ရှာကသူမကိုစစ်ဆေးပါတယ်။အဲ့ဒီအချိန်မှာအမလီကစတက်ဖာနီကိုကယ်ထုတ်သွားပါတယ်။အမလီကဒန်ဒီဟာတကယ်တော့သူ့ရဲ့ပြိုင်ဘက်မာတီအိုကိုချစ်နေတာလို့ဖွင့်ပြောပါတယ်။အမလီကိုသူမတယောက်တည်းပိုင်ဆိုင်နိုင်အောင်ရှန်နဲ့ဒန်ဒီတို့ကိုတပ်ပစ်ခဲ့တာပါ။အမလီကချာရတီဟာသူမရောင်ဆောင်ပြီးမင်္ဂလာဆောင်ကိုတက်ခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။နောက်ဆုံးမှာချာရတီကနီကီကိုတစားကန်ဖြစ်ဖမ်းထားတာကိုတွေ့ရပါတယ်။ရုံးရင်ဆိုင်ကန်ဖြစ်နေတော့မှချာရတီကလင်နာကိုပြစ်တက်လိုက်ပါတယ်။ CNN သတင်းအရစတက်ဖာနီရဲ့နောက်ဆက်တွဲစာအုပ်ကအယောင်ရဆုံးစာအုပ်ဖြစ်လာခဲ့ပါတယ်။အမလီရဲ့လက်ကွက်တွေကြောင့်ချာရတီကအမလီရဲ့ကိုစားထောင်ချခံနေရပါတယ်။နောက်ပိုင်းမှာစတက်ဖာနီစီကိုအမလီကဖုံးဆက်လာပြီးသူမပုံးနေတော့တားပြစ်သူကိုကြည့်ရှုပေးဖို့အကူအညီတောင်းရင်ဇလန်လည်းပြီးဆုံးသွားပါတယ်။ကဲဇလန်ဆုံးမှာတော့အမလီဟာထုံးစံအတိုင်းသူမရဲ့ပါနတ်မှုတွေနဲ့အတူလွတ်မြောက်သွားပြန်တယ်လို့စတက်ဖာနီကလည်းဖြစ်ရမှန်ဆုံးတော့စာအုပ်တွေနဲ့အောင်မြင်မှုသစ်တွေရရှိသွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ကြားကတန်ရုံးစင်နဲ့အန်ဒီရရှိတဲ့ကစားပွဲတွေကတော့တကယ်ပဲပြီးဆုံးသွားပြီလားဆိုတာကတော့စဉ်းစားစရာပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးထူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတွေနဲ့ပြန်ဆောင်ကြပါမယ်နော်တာယာတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်